တခါကပါရောက်ရီနဲ့သမီးဟာတယောက်တည်းရေချိုးကျင်တော့တကားဆောင်မဲ့သူလိုနေတယ်ဒါနဲ့သူ့ကိုကနနွေးမုံရှင်စေးယူပြီးကလေးရုပ်လေးထုလိုက်ပြီးတော့သူ့ရဲ့နှက်ခိုးနဲ့အသက်သွင်းလိုက်တော့ကလေးရှင်ဖြစ်လာတယ်အဲ့ဒါကိုသူ့သားဖြစ်တတ်မှတ်ပြီးဂနေ့ရှ်လို့အမည်ပေးလိုက်တယ်မြန်မာတွေမဟာပိန်နဲ့လို့တီးကြတဲ့နှက်တပါးပေါ့ပါရောက်ရီကသားအမေရေချိုးနေတော့ဘသူမှအထဲဝင်မလာစေနဲ့နော်တကားကိုစောင့်ထားပေးလို့မှာခဲ့တယ်ဒီလိုနဲ့မကြခင်မှာရှီဝနမင်းကြီးကခီးကနေအိမ်ကိုပြန်လာခဲ့တယ်သူ့အိမ်သူပြန်လာတာပေါ့ဒါပေမဲ့အိမ်ရှိမှာမမြင်ဘူးတဲ့ကလေးတယောက်ကသူ့ကိုဓာထားတယ်ရှီဝနမင်းကြီးကဟေ့ကောင်လေးငါအိမ်ကဝင်မယ်ဖယ်စမ်းလို့ပြောတော့ဂနေ့ရှ်ကငါအမေရေချိုးနေရဲ့ဘသူမှဝင်လို့မရဘူးဒါမေအမိန်ပဲဆိုပြီးအသေးခံကထားလိုက်တယ်အဲ့လိုနဲ့နှစ်ယောက်သားစကားများပြီးတိုက်ခိုက်ကြတယ်ဂနေ့ရှ်ကအဖေမှန်းမသိရှီဝါကလည်းဒါသူ့သားမှန်းမသိကြတော့ရှီဝါကဒေါသလုံထွက်ပြီးသူ့ရဲ့လက်နက်တီးသူလန်နဲ့ခုတ်ချလိုက်တော့ဂနေ့ရှ်ခေါင်းပြက်သေးသွားပါတော့တယ်ပါရောက်ရီနဲ့သမီးကရေချိုးပြီးထွက်လာတော့တားတည်နေတာတွေ့ပြီးငိုကြီးချက်မှဖြစ်သွားတယ်ရှင်ကျမသားကိုတက်လိုက်တာလားရှင်ရက်ဆက်လိုက်တာဆိုပြီးရှီဝါကိုအပြစ်တင်တယ်ထို့နောက်ကဘာကြီးကိုဖျက်ဆီးပစ်မယ်ဆိုပြီးဒေါသတကြီးနဲ့ပြောဆိုသွားခဲ့ပါတယ်ရှီဝါလည်းထိုခါမှမမန်းတိသွားပြီးစိတ်မကောင်းဖြစ်သွားတယ်ဒါနဲ့သူ့နောက်လိုက်နှက်တွေကိုမြောက်ရက်ကိုသွားပြီးအရင်ဆုံးတွေ့တဲ့တတဝါရဲ့ခေါင်းယူခဲ့ကြလို့အမိန်ပေးပြီးလွတ်လိုက်တယ်နောက်လိုက်နှက်တွေသွားတော့စင်ပေါက်လေးတကောင်အိတ်နေတာအရင်တွေ့တယ်ဒါနဲ့စင်ကောင်းဖြတ်ပြီးယူလာခဲ့ကြတယ်ရှီဝါကဂနေ့ရှ်ရဲ့ကိုမှစင်ကောင်းပြန်တက်ပြီးအသက်ပြန်သွင်းပေးလိုက်တယ်အသက်ပြန်ရှင်လာတော့ရှီဝါကသားကိုတနာပြီးစုကြီးပေးလိုက်တယ်မင်းကငါသားအရင်ဖြစ်ပြီးနောက်ပြီးဘနက်ကိုပူဇော်ဘယ်လို့ပဲမင်းကိုအရင်ဆုံးပူဇော်ရမယ်မင်းကိုကြော်ပြီးပူဇော်ရင်အဲ့ဒီအလုံးမအောင်မြင်စေရဘူးလို့ဆုပေးလိုက်တယ်ဒါကြောင့်ဟိန္ဒူဘာသာမှာဒီနေ့အထိဘာပွဲပဲလှုပ်ဂနေ့ရှ်ကိုအရင်ဆုံးပူဇော်ကြရပါတယ်အတားအဆီးဖယ်ရှားပေးရဲ့နဲ့လို့ယူဆကြတာပေါ့ဒါကတော့မဟာပိန်နဲ့ရဲ့ဇက်ကြောင်းပါလက်တွေအများကြီးပါလာတာကတော့တန်ခိုးရမ်းကြီးကြောင်းပြထားတာပါသူ့လက်တစ်ထောင်နဲ့လူတောင်ကြီးကိုတပြိုင်တည်းကူညီနိုင်တယ်ဆိုတဲ့သဘောပေါ့ထိုင်းမှာအမှုခင်းစီးပွားရေးအကျက်အတဲဖြည့်ရှင်းခြင်းရင်ဒီလက်တစ်ထောင်ဂနေ့ရှ်ကိုပူဇော်တယ်ဒီနက်ကိုဟိန္ဒူဘာသာဝင်တွေလည်းကိုးကွယ်ကြသလိုဗုဒ္ဓဘာသာဝင်ချို့လည်းကိုးကွယ်ကြပါတယ်ဘာလို့လဲဆိုတော့ဟိန္ဒူကလာတဲ့နတ်မှန်ပေမဲ့ထိုင်းဗုဒ္ဓဘာသာနဲ့နှစ်ပေါင်းထောင်ချီရောနေပြီးဗုဒ္ဓသာသနာစောင့်ရှောက်တဲ့ဓမ္မပါဠိနဲ့အဖြစ်သတ်မှတ်ထားလို့ဘုန်းကြီးကျောင်းဝင်းထဲမှာပါတွေ့ရတာပါမြန်မာမှာလည်းပကံခိကလေးကဂနေ့ရှ်ကိုကိုးကွယ်ကြတယ်မဟာပိန်နဲ့လို့သိကြပါတယ်ထိုင်းမှာလို့ဘုန်းကြီးကျောင်းဝင်းနဲ့အကြီးအကျယ်မထားပေမဲ့ဟိန္ဒူဘုရားကျောင်းတွေမှာပူဇော်ပွဲကြီးတွေလုပ်ကြတာမြင်ဘူးကြမှာပါ